တော့ဒီမှာဗီဒီယိုလေးရိုက်ပြပါYouTube ပြမှာပဲဖြစ်ပါရှင်မကောင်းဘူးအဲ့လိုပဲလာမယ်ဟာပြက်လိုက်လာနိုင်ပဲဒီမှာလည်းအဆင်မပြေတော့အဲ့တော့ရူဘရိုတဲ့ဝင်လိုက်ရခိုင်စုရောကြည်ထားကြအများကြီးကြည့်မဖြစ်ချင်ဘူးဗျာကျွန်တော်ကခေလာပဲဖြစ်ချင်တယ်လူသက်သမားပဲတူအတန်မသွားစိနေဗျာအပြင်မှာလူသက်သမားရှိတယ်ဗျာအတန်သွားလို့မဖြစ်ဘူးအတန်သွားလိုက်တာနဲ့ကျွန်တော်အသက်ခံရနိုင်မယ်ဗျာအပြင်မှာလူသက်သမားရဲ့ခြေတံတွေကြားနေရတယ်ဗျာကြောက်နေအပြင်မှာသွားကြတယ်ကွာOh my god ရောက်လာပြီချင်းဟုတ်တယ်ကွာအပြင်မှာတက်နေပြီ Oh my god သွားပြီ No သွားပြီ bro ကေရောက် Oh my god မလေးဗျာA flashback Hello bro ကျွန်တော်ကအလွယ်မှာ bro ဒီကိစ္စမဲ့ဆိုတော့အတန်မထွက်စီနေဗျာဘာလို့လဲဆိုတော့ bro အတန်ထွက်ရင်အသက်ခံရလိမ့် Hello bro ကျွန်တော်ကဒီမှာ bro ကျွန်တော်ဒီနေ့မှာတော့ Roblox ထဲက Hello bro ကျွန်တော်ကအလွယ်မှာကျွန်တော်ဒီနေ့မှာတော့ Roblox ထဲက Airplane Story Chapter 4ကိုစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခုဆိုရင်တော့ရန်ကုန်ပြည်ဆိုင်ရာလေးစိတ်ကိုရောက်နေပေါ့ကျွန်တော်ဂျပန်နိုင်ငံကိုသွားမလို့ပါဂျပန်နိုင်ငံမှာကဲလို့သင်အိမ်မှာသင်မမြင်ရတဲ့ပလောလောကဝိညာဉ်သားတူကသင်နဲ့အတူတူရှိနေနိုင်တယ်လို့သင်တွက်ထင်ကြည့်ဘူးပါသလားဗီဒီယိုလေးမဆက်ခင်ကျွန်တော်တို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင် subscribe လေးလုပ်ပေးဖို့နဲ့ channel က view လေးကြည့်တဲ့အခါမှာလည်းကိုပြန်လေးခံပြီးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ကဲစလိုက်ရအောင်Danny ဒီဘက်ကရှီရှိုးရောနော်โอเคအစားသူကအစား 2 1လက်လေးနဲ့ကန်ရောက်တော့ပါလေရောက်အောက်ကိုမပြီးဘူးကန်ကြီးလက်နဲ့ကန်2 1 3 2 1 surprise လောက်တာဟုတ်ဘူးလေကားနဲ့ကိုလာပြီးဟုတ်ဘူး surprise လာလုပ်တဲ့ပဲဟိုချွေးတောင်ကျန်းနေရှင်တယ်ဟုတ်တော့ပြောနိုင်တော့ဟုတ်ဘူးဒီကားနဲ့လာတာနော်တော့ရှောလို့တော့မရဘူးဒီပဲငါစားဆိုတာမျိုးတော့ရွေးမတိုင်ခင်မှာဆုံးပါသွားပြီဖြစ်တဲ့သူ့ရဲ့သားလေးရဲ့အုတ်ကူအနာကိုဖခင်ဖြစ်တဲ့သူကလာပြီးတွေးဆုံခြင်းပဲဖြစ်ပါတယ်ဗျာဖခင်ဖြစ်တဲ့သူဟာသူ့သားလေးနဲ့အတူတူကစားဖို့အတွက်ကစားစရာပစ္စည်းတွေအများကြီးကိုယူလာပြီးတော့သူ့သားလေးရှိတဲ့အုတ်ကူအနာမှာလာခဲ့တာပဲဖြစ်ပါတယ်ဗျာသူ့သားလေးရဲ့ဝိညာဉ်ကိုဖခင်ဖြစ်တဲ့သူတယောက်တည်းကသာမြင်တွေ့နိုင်တာပါဗျာဗီဒီယိုခိုးရိုက်နေတဲ့သူကတော့သူ့ရဲ့အမျိုးသမီးပဲဖြစ်ပါတယ်ဗျာသူဟာအုတ်ကူနားကိုရောက်တော့ထိုင်ပြီးတော့စကားပြောနေပါသေးတယ်ဗျာဗီဒီယိုထဲမှာတော့သူတယောက်တည်းစကားပြောနေတာပေါ့ဗျာအဲ့လိုစကားပြောနေရင်မကြခင်မှာပဲသူ့သားလေးကြိုက်တဲ့ဘောလုံးကစားနည်းကိုစပြီးတော့ကစားပါတော့တယ်ဗျာကျွန်တော်တို့အမြင်မှာတော့သူတယောက်တည်းဘောလုံးကန်နေတာပေါ့ဗျာတကယ်ဖြစ်မှန်ကတော့သူနဲ့သူ့ရဲ့ဝိညာဉ်ဖြစ်နေတဲ့သားလေးနဲ့အတူတူဘောလုံးကစားနေတာပေါ့ဗျာဒီဗီဒီယိုလေးကိုကြည့်နေရင်းနဲ့မိဘနေရာမှာကိုချင်းစာရမယ်ဆိုလို့ရှိရင်လည်းတော်တော်စိတ်မကောင်းစရာဖြစ်မိပါတယ်ဗျာကျွန်တော်လည်းကြည့်နေရင်းနဲ့ပြေးတော့ဝဲမိပါတယ်ဗျာဒီမှာချက်ချင်းနောက်ထားလိုက်ဒီမျိုးသမီးရဲ့အိမ်မှာမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တစ်ကောင်ရှိနေတယ်ဆိုတာသက်သေပြတဲ့ဗီဒီယိုတစ်ခုပါဗျာတတာကြောင်ကြည့်မယ်တတာကြောင်ကြည့်မယ်ကြောင်မတော်ချင်ဘူးအိမ်သာမလုပ်ချင်ဘူးတတာကြောင်ကြည့်မယ်အဲ့လိုဘယ်လိုကျွန်တော်ကအဲ့လိုမှာဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကြောင်မတော်ချင်တဲ့လူတွေရှိလားဗျာရှိရဆိုရင်တော့ဒီနေ့ကျွန်တော်နဲ့အတူတူကြောင်ပြေးလိုက်ကြသို့ဗျာဘယ်လိုကြောင်ပြေးကြမယ်ပြောပြောစရာကြီးကဲဘယ်လိုကျွန်တော်တို့ဟိုနေ့တုန်းကကျွန်တော်တို့ဇွန်လေးတစ်ချောင်းနဲ့ထောင်ဖောက်ပြေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကင်းကွာလေးတစ်ချောင်းနဲ့ကျွန်တော်ကြောင်ဖောက်ပြီးတော့ပြေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရိုးတန်းတန်းကြောင်ပြေးမှာမဟုတ်တော့ကြောင်ကိုဖောက်မှာဗျာသိရမလားကြောင်ဖောက်ပြီးတော့ပြေးမှာဖြစ်ပါတယ်သူတို့နော်ဆရာမမပြောနဲ့တော့ဘယ်လိုဆရာမနဲ့တော့ပြီးမတိုင်းနဲ့တော့ကျွန်တော်ကြောင်ဖောက်
က်ပြီးတော့ပြီးမှာနော်မတိုင်ဘူးဆိုရင်ဘရိုကို robust ပေးမယ်နော် ဒီကနေ့တိုင်းတိုင်း ကျွန်တော်ရဲ့အတန်းပိုင်းဆရာမကအเจ้าမှာကျွန်တော်ကအရန်ချောလို့ဆိုပြီးတော့လကားစားအเจ้าမှာကျွန်တော်ကအရန်ဆိုးလို့ဆိုပြီးတော့ကျွန်တော်အတန်းထဲမှာတယောက်တည်းပိတ်ထားပြီးတော့စာရီခဏခဏလောက်ခိုင်းနေရဲ့ဗျာအဲ့တော့ကျွန်တော်အရန်ပင်မဲ့လာအဲ့ဒါကြောင့်မို့ပဲကျွန်တော်စာတင်ခန်းထဲကနေပေါက်ပြီးတော့ကျောင်းပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘရိုအားပြောရေးဆိုရင်ကျောင်းတက်နေစတယ်ဆရာမလည်းခုချိန်လောက်ဆိုအတန်းထဲမှာစာတင်နေတော့ပြီးအဲ့တော့ဘရိုဆရာမစာတင်နေတော့ကျွန်တော်တို့ကျောင်းကိုဖောက်ပြီးတော့ပြေးလိုက်ကြသို့ဗျာတူတူတတကျောင်းပြေးမယ် Alright, bro. ဒီမှာစာလေးတစ်ချက်လောက်ဖတ်ကြည့်ကြဆို you are in detention and you got caught cheating on the test စာမွေးမှာကျွန်တော်စာခိုးချလို့ပေါ့နော်စာခိုးချလို့ဆိုပြီးဆရာမကကျွန်တော်အတန်းထဲမှာတယောက်တည်းပိတ်ထားလိုက်ပြီပြတ်တန်ပေးလိုက်ပြီပေါ့ဗျာ luckily there is a tanning in the classroom နဲ့ဒါမှလည်းကျွန်တော်ရဲ့စာသင်ခန်းထဲမှာတဲ့ကျွင်းတဲ့ကျွင်းရှိတယ်တဲ့အဲ့ကျွင်းကိုဖောက်ပြီးတော့ကျွန်တော်တို့ဒီကျောင်းကနေထွက်ပြေးရမှာပေါ့ carefully the evil teacher is crazy at night တဲ့ဆရာမညဆိုရင်တဲ့စိတ်ရိုင်းနေဝင်နေတဲ့ okay အဲ့တော့ကျွန်တော်တို့စာတင်ခန်းထဲကိုရောက်သွားပြီ။ဒါတော့ကျွန်တော်စာတင်ခန်းလေးပေါ့။စာတင်ခန်းထဲကနေကျွန်တော်တို့ဖောက်ပြီးထွက်ပြေးရမယ်ပေါ့ဗျာ။အဲ့တော့ဆရာမဘယ်ရောက်သွားလဲ။ဆရာမဘယ်ရောက်သွားလဲ။ဆရာမအားရောက်ညီညာဖင်လန်ပြ။အဲ့မပေါ့။ဆရာမရောက်ရေးအိမ်ငိုင်းနေတယ်ကွာကြည့်လိုက်ပါဦး။မြောက်ပြောင်းပြန်နေဖြစ်နေတယ်။ကလေးတွေကအိမ်ငိုင်းရမှာစာတင်ပြီးတဲ့ဆရာမအိမ်ငိုင်းနေတယ်ကွာ။လက်ခုပ်လေးတီးကြကြပါဦးနော်။ဆရာမအိမ်ငိုင်းနေတယ်။ Okay ဘာဖြစ်ဖြစ်ဒါကျွန်တော်တို့အတွက်အခွင့်ကောင်းမယ်နော်။ဆရာမစာမတင်မဲနဲ့အိမ်ငိုင်းနေတဲ့အချိန်ကျွန်တော်တို့ဒီအတန်းကိုကျွန်တော်ကျောင်းကိုဖောက်ပြီးတော့ပြေးလိုက်ကြဆိုနော်။ကျွန်တော်အော်ရဒီအောက်မှာထင်တယ်။ဟုတ်တယ် open ဖွင့်လိုက်မယ်။ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ဒီခင်းလေးနဲ့ကျွန်တော်တို့ဖောက်ပြီးတော့လုပ်ရမယ်နော်။အဲ့ဒီကို last time နဲ့ဒီခဏနေမဖောက်သေးဘူးကျွန်တော်တို့ဒါသမင်းစားစင်းကြီး Okay ဟိုမှာကျုံးနေပြီအောင်ငါလည်းကျွေးအောင်ရအောင်အားရောက်တက်သွားပြီလားငါတော့မစားသေးဘူးguys crazy at night တဲ့ဆရာမညဆိုရင်တဲ့စိတ်ရိုင်းနေဝင်နေမိုင်ဆရာမကအเจ้าမှာကျွန်တော်ကအရန်ချောလို့ဆိုပြီးတော့လကားစားအเจ้าကျွင်းကိုဖောက်ပြီးတော့ကျွန်တော်တို့ဒီเจ้าကနေထွက်ပြေးရမှာပေါ့ဝဲမှာကျွန်တော်စာကိုချလို့ပေါ့တော့ပြေးလိုက်ကြသို့ဗျာတူတူတတเจ้าပြေးမယ် Alright, bro. ဒီမှာစာလေးတစ်ချက်လောက်ဖတ်ကြည့်ကြဆို you are in detention and you got caught cheating on the test စာမွေးမှာကျွန်တော်စာခိုးချလို့ပေါ့နော်စာခိုးချလို့ဆိုပြီးဆရာမကကျွန်တော်အတန်းထဲမှာတယောက်တည်းပိတ်ထားလိုက်ပြီပြစ်ဒဏ်ပေးလိုက်ပြီပေါ့ဗျာ luckily there is a tanning in the classroom နဲ့ဒါမှလည်းကျွန်တော်ရဲ့စာသင်ခန်းထဲမှာတဲ့ကျွင်းတဲ့ကျွင်းရှိတယ်တဲ့အဲ့ကျွင်းကိုဖောက်ပြီးတော့ကျွန်တော်တို့ဒီကျောင်းကနေထွက်ပြေးရမှာပေါ့ carefully the evil teacher is crazy at night တဲ့ဆရာမညဆိုရင်တဲ့စိတ်ရိုင်းနေဝင်နေတဲ့ okay အဲ့တော့ကျွန်တော်တို့ခုစာတင်ခန်းထဲကိုရောက်သွားပြီ။ဒါတော့ကျွန်တော်ရဲ့စာတင်ခန်းလေးပေါ့။စာတင်ခန်းထဲကနေကျွန်တော်တို့ဖောက်ပြီးတော့ထွက်ပြေးရမယ်ပေါ့ဗျာ။အဲ့တော့ဆရာမဘယ်ရောက်သွားလဲ။ဆရာမဘယ်ရောက်သွားလဲ။ဆရာမအားရောက်ညီညာဖင်လန်ပြ။မဟုတ်ပါဘူး။ဆရာမရောက်ရေးအိမ်ငိုင်းနေတယ်ကွာ။ Alright, bro. ဒီမှာစာလေးတစ်ချက်လောက်ဖတ်ကြည့်ကြဆို you are in detention and you got caught cheating on the test စာမွေးမှာကျွန်တော်စာခိုးချလို့ပေါ့နော်စာခိုးချလို့ဆိုပြီးဆရာမကကျွန်တော်အတန်းထဲမှာတယောက်တည်းပိတ်ထားလိုက်ပြီပြစ်ဒဏ်ပေးလိုက်ပြီပေါ့ဗျာ luckily there is a tanning in the classroom နဲ့ဒါမှလည်းကျွန်တော်ရဲ့စာသင်ခန်းထဲမှာတဲ့ကျွင်းတဲ့ကျွင်းရှိတယ်တဲ့အဲ့ကျွင်းကိုဖောက်ပြီးတော့ကျွန်တော်တို့ဒီကျောင်းကနေထွက်ပြေးရမှာပေါ့ carefully the evil teacher is crazy at night တဲ့ဆရာမညဆိုရင်တဲ့စိတ်ရိုင်းနေဝင်နေတဲ့ okay တော့ကျွန်တော်တို့ခုစာသင်ခန်းထဲကိုရောက်သွားပြီဒါတော့ကျွန်တော်ရဲ့စာသင်ခန်းလေးပေါ့စာသင်ခန်းထဲကနေကျွန်တော်တို့ဖောက်ပြီးတော့ထွက်ပြေးရမယ်ပေါ့ဗျာအဲ့တော့ဆရာမဘယ်ရောက်သွားလဲဆရာမအားရောက်ညီညာဖင်လန်ပြမဟုတ်ပါဘူးဆရာမရောက်ရေးအိမ်ငိုင်းနေတယ်ကွာကြည့်လိုက်ပါဦးမြောက်ပြောင်းပြန်နေဖြစ်နေကလေးတွေကအိမ် the evil teacher is crazy at night တဲ့ဆရာမညဆိုရင်တဲ့စိတ်ရိုင်းနေဝင်နေတဲ့ okay အဲ့တော့ကျွန်တော်တို့ခုစာတင်ခန်းထဲကိုရောက်သွားပြီဒါတော့ကျွန်တော်ရဲ့စာတင်ခန်းလေးပေါ့စာတင်ခန်းထဲကနေကျွန်တော်တို့ဖောက်ပြီးတော့ထွက်ပြေးရမယ်ပေါ့ဗျာအဲ့တော့ဆရာမဘယ်ရောက်သွားလဲဆရာမအားရောက်ညီညာဖင်လန်ပြမဟုတ်ပါဘူးဆရာမရောက်ရေးအိမ်ငိုင်းနေတယ်ကွာကြည့်လိုက်ပါဦးမြောက်ပြောင်းပြန်နေဖြစ်နေကလေးတွေကအိမ်ငိုင်းရမှာစာတင်ပြီးတဲ့ဆရာမအိမ်ငိုင်းနေတယ်ကွာလက်ခုပ်လေးတီးကြပါဦးနော်ဆရာမအိမ်ငိုင်းနေတယ် okay ဘာဖြစ်ဖြစ်ဒါကျွန်တော်တို့အတွက်အခွင့်ကောင်းမယ်နော်ဆရာမစာမတင်မဲနဲ့အိမ်ငိုင်းနေတဲ့အချိန်ကျွန်တော်တို့ဒီအတန်းကိုကျွန်တော်ကျောင်းကိုဖောက်ပြီးတော့ပြေးလိုက်ကြဆိုနော်ကျွန်တော်အော်ရဒီအောက်မှာထင်တယ်ဟုတ်တယ် open ဖွင့်လိုက်မယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ဒီခင်းလေးနဲ့ကျွန်တော်တို့ဖောက်ပြီးတော့လုပ်ရမယ်နော်အဲ့ဒီကို last time နဲ့ဒီခဏနေမဖောက်သေးဘူးကျွန်တော်တို့ဒါသမင်းစားစင်းချိန်โอเคဟိုမှာကျုံးနေပြီရောက်ငါလည်းကျွေးအောင်ရအောင်အားရောက်တက်သွားပြီလားငါတော့မစားရသေးဘူးပြေးပါဦး
မကြွေးတော့ဘူးလားအေးပါကွာငါလည်းစကားတွေအများကြီးပြောနေရနဲ့သမင်းစားချင်းချိန်ကိုကြော်သွားပြီကွာအေးပါကွာကဲပါဖြစ်ပြီဗျာအေးရောနေရောဘာလဲညိုဒီကနေထွက်ပြေးလို့ရတာတခါတည်းရောက်မရဘူးကွာโอเคကျွန်တော်အရင်ဆုံးတောင်းမဖောက်ခင်မှာကျွန်တော်ရဲ့အကြောင်းကိုတစ်ချက်လောက်လှည့်ပတ်ကြည့်လိုက်ကြဆိုဗျာနော်ဒါပါလေ nurse office တဲ့နော်အဲ့တော့သူနာပြုဆရာမလေးဖြစ်မဲ့အခန်းလေးပေါ့နော်โอเคတော့ဒီထဲမှာလည်းဝင်ပုံးလို့ရတယ်ဒါပေါ့လေးပြန်ပိတ်လိုက်အောင်မယ်โอเคနောက်ထပ်ဒီမှာလည်းဘာညာတရကရေဒီကောင်ကြီးကနေကျွန်တော်ဘာဝယ်လို့ရတယ်ဒါရောင်းလို့ရတယ်နော် afternoon အဲ့ဒါပါခိုင်းအေးရောက်ညရောက်သွားပြီဆရာမနိုးလာပြီဆရာမရောက်နေရောဟိုဘာမှဆရာမတွေ့လား my god ကျွန်တော်မြင်တော့လားမြင်သေးဘူးနော်ကဲအဲ့တော့ကျွန်တော်တို့စာတင်ကန်းနဲ့ပြန်ဝင်လိုက်ကြဆိုနော်ဆရာမညကြရင်ဘယ်လိုမျိုးထလာတာဗျမနေ့ကျရင်အိတ်ပြောနေโอเคဘာတော့မှလည်းဒီစာလုံးချောင်းဟန်ဆောင်လာအောင်မယ်ကာကြီးကဝေးကားမြန်ကာကြီးကစာလုံးစလင်းဆောင်ပေးစမ်းမြင်ညာတတလင်းချေတောင်းဝင်ပဲတောင်းရင်ကောနာကြီးပစုံကလည်းမသိဘူးကွာကာကြီးကနေအားဒီလုံးမရဘူးABCD ရွတ်လာအောင်မယ်ABCD EFG HIJK NLP LO PQRSTUVWXYZ ကျမလာပြီ ABCD EFG ABBBLEF တော့ပါသေးကွာဆရာမရှိပါစာလုံးချောင်းဟန်ဆောင်နေရโอเคတော့ပါအောင်ဆရာမအိတ်တော့လေကွာဆရာမကလည်းညကြမှာဘာလို့ထနေရလဲမနေ့ရောက်အိုးဒီမနေ့ရောက်ပြီဆရာမမနေ့ရောက်ပြီဆရာမအိတ်ဖို့အချိန်ရောက်ပြီနော်ဆရာမဟာအိတ်ငိုက်သွားပြီကြည့်လောက်မနေ့ရောက်တဲ့ဆရာမကစာမတင်ဘူးအိတ်ပဲအိတ်နေရနော်โอเคအဲ့တော့ဆရာမအိတ်နေတဲ့အချိန်ကျွန်တော်ဒီမှာအကြောင်းဖောက်ပြီးတော့ပြေးလိုက်တော့မယ်နော်โอเคအဲ့တော့ပြောနေကြကွာလားဖောက်လိုက်ကြဆိုကွာကဲဖောက်ပြီပြော let's go ပထမဆုံးအကြောင်းခင်းကွာနဲ့ဖောက်ပြီးတော့ပြေးတဲ့အကြောင်းသားအလွင်ခင်းနဲ့စံချိန်တင်သွားမယ်နော်โอเคအိုးရပါလေခဲနိုင်ကွာခဲနဲ့တစ်ချောင်းတော့တွေ့ပြီအကျိုးကြီးကွာတွေ့တဲ့ခဲနဲ့ကလည်းကောင်းလိုက်တာအိုးစာအုပ်တွေစာရွက်တွေသူအများဒီမြေကြီးကိုစာရွက်တွေခဲကနေချသွားတယ်မသိပါဘူးအိုးရဒါပါလေးလေအိုးရပန်းသီးတယ်အေးပါကွာတွေ့လိုက်တဲ့ပန်းသီးကလည်းစားပြီးသားကြီးခုနလည်းခဲနဲ့ကအကျိုးကြီးမင်းဟုတ်ရောလားဒီမှာစာရွက်တွေတွေ့တယ်ခဲနဲ့အကျိုးအေးရောက်နေဟောစားချင်းချိန်ဒါသမင်းစားချင်းချိန်နော်ကဲတော့စားလိုက်ပါအောင်မယ်ဘာကျွေးမှလဲအိုးချိုးရတိုက်တယ်ကျေးဇူးတင်ပါတယ်မောင်းနေရတဲ့အတော့ပဲဟောက်လိုက်ပါအောင်မယ်ရဒီမှာလေးကျုံနေရမင်းတို့ကရဘလို့ကြီးလေကွာကျုံလာလဲအตาရလောက်ပါကွာအားရပါရကြီးကျုံနေရဒီเจ้าကတငယ်ချင်းတွေပေါ့ဗျာနော်သူတို့စီကနေကျွန်တော်အကူညီတောင်းရမယ်ခုကျွန်တော်တို့ဒီမှာသွားရောင်းလို့ရရင်နောက်လွယ်ကြီးထဲမှာခဲတဲ့အကျိုးတွေပါရှိတယ်ဆိုတော့ဒီဘဲကြီးစီကိုရောင်းလိုက်မယ်ရောဘဲကြီးရောင်းမယ်ပုံရောင်းမယ်ပတ်စံရသွားပြီဒီမှာကျွန်တော်အစားအစာဝယ်လို့ရရင်ငါကျွေးအောင်အိုက်စာနေပေးကိုကီဝယ်လိုက်မယ်နော် okay thank you ရအောင်ရေးအိုးရလွယ်ကြီးတွေပါဝယ်လို့ရရင်တော့ဘာမလဲအိုးဈေးကြီးဟာ okay ဟောက်မယ်ဟေး let's go ကျွင်းတူးမယ်ဒါကြောင်းဖောက်ပြေးမယ်နေ afternoon နဲ့ရောက်နေဟိုညရောက်တော့ဟေးတော့တဲ့မမြင်တော့ကံကောင်းလို့ပေါ့ကွာဖောက်မယ်ကွာဖောက်လက်စားနေကြလို့ကွာဖြစ်ချင်ဖြစ်ကွာမတတ်နိုင်ဘူးဟုတ်လေကျွန်တော်ကဒီเจ้าမှာအိုးရဘာကြီးလဲဘာကြီးတွေ့သွားလဲမသိကျူပတ်အိုးလွယ်အလှလေးတွေ့သွားတာဟုတ်မယ်ကွာဘယ်လောက်ထိဖောက်မှလဲဆိုတော့ဒီမှာအတန်းလေးပါတယ်တွေ့တာဘလို့ကျွန်တော်ညာဘက်မှာဆိုအဝေးလို့သိရပဲဟိုရဘာလေးလဲအောင်ဖွင့်ပြပါတယ်โอเคကဲရောသွားပြီးတော့သွားရောင်းဖို့ချိန်ရောက်ပြီโอเคမနေ့ရောက်သွားပြီဆရာမကြီးအိတ်ဖို့ချိန်ရောက်ပြီဆရာမအိတ်တော့နော်ခုနိုင်ပါမဟုတ်ပါဘူးဟုတ်တယ်ခုနိုင်ကွန်မော်နီမဟုတ်ဘူးကဲအဲ့တော့ကျွန်တော်တို့ခုနရလာတဲ့ကျွန်တော်တို့ဒီမှာပစ္စည်းတွေသွားပြီးတော့ရောင်းအောင်မယ်28တဲ့ ဗီဒီယိုလေးရှည်သွားလဲအနာပါနာနဲ့ စားလိုက်မယ်တော့ပါပြီဒိုင်းနမိုက်ကြီးပဲ thank you ပါဒိုင်းနမိုက်ဝယ်မယ်ဒိုင်းနမိုက်နဲ့ဆိုကျွန်တော်တို့မြင်းဖောက်ခွင်း